ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ဒီမှာမြင်တွေ့နေရတဲ့မာယီနန်းပြည်စုံရဲ့ဗီဒီယိုလေးတွေပဲဖြစ်ပါတယ်ဘာဖြစ်လို့ဒီနေ့ကျွန်တော်သူ့ရဲ့ဗီဒီယိုလေးတွေကိုရွေးချယ်လိုက်တာလဲဆိုရင်တော့သူက2017 2019ခုနှစ်တုန်းက Melody World တချင်းစုပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ခဲ့ဖို့တဲ့အဲ့နေရာမှာ level 40တက်သွားနိုင်တယ်ပြီးတော့ level 1ရှင်ပြိုင်ခဲ့တော့ကလည်းဒုတိယဆုရခဲ့တယ်လို့ပြောပါတယ်အဲ့ဒါကိုမှအခုလက်ရှိမြန်မာ Star Season 3မှာပါဝင်ရှင်ပြိုင်နိုင်ဖို့အတန်လာစစ်တဲ့အခါမှာအတန်စစ်တာတော့မအောင်ခဲ့ဘူး audition မအောင်ခဲ့ဘူးပေါ့နော်အဲ့ဒီကိစ္စလေးတွေဒီအကြောင်းအရာလေးတွေကိုစိတ်ဝင်စားလို့သူ့ရဲ့ဗီဒီယိုလေးတွေကိုရွေးချယ်လိုက်တာဖြစ်ပါတယ်မာယီနန်းပြည်စုံကိုတော့ကျွန်တော်အရင်တော့ကမတိဖို့ဘူးမြင်လဲမမြင်ဘူးဒါပေမဲ့မြန်မာ Star Season 3မှာပါဝင်ရှင်ပြိုင်နိုင်ဖို့အတန်စစ်တာမအောင်တဲ့အခါမှာနော်မီဒီယာတွေကနေပြီးတော့အင်တာဗျူးတဲ့ဗီဒီယိုလေးတွေကိုကျွန်တော်ကြည့်မိလိုက်တဲ့အခါမှာစိတ်ဝင်စားသွားတယ်သူ့ရဲ့နောက်ကြောင်းလေးတွေကိုကျွန်တော်လေ့လာတယ် Melody World တချင်းဆိုပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ခဲ့တော့ကသူဆိုထားတဲ့တချင်းလေးတွေလည်းနားထောင်တယ်ပြီးတော့သူ့ရဲ့ YouTube Channel ကိုလည်းတွားရှာကြည့်တယ်သူ့ရဲ့ YouTube Channel ထဲမှာတော့အုံကျွန်းတချင်းတွေမရှိဘူးခါဗာဆိုထားတဲ့တချင်းလေးတွေရဲ့ဘားတွေမှာဆိုထားတဲ့တချင်းလေးတွေပဲရှိပါတယ်ဒါပေမဲ့အရင်တော့ကတချင်းစုပြိုင်ပွဲမှာ level 40တက်သွားတဲ့သူကဒီမြန်မာ Star မှာအတန်စစ်တာတော့မအောင်ခဲ့ဘူးဆိုတာကတော့เนาะစဉ်းစားစရာဖြစ်ပါတယ်စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်ဆိုတော့အရင်ဆုံးသူ့ရဲ့ interview ကိုနားမထောင်ခင်လေးမှာ Melody World တချင်းစုပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ခဲ့တော့ကသူဆိုထားတဲ့တချင်းလေးတစ်ပုတ်ရန်သူဒီတချင်းလေးကိုအရင်ဆုံးနားထောင်မယ်ပြီးတဲ့နောက်မှာ interview လေးတွေကိုနားထောင်မယ်ဆိုတော့ကျွန်တော်စကားရထပ်မများတော့ဘူး let's go Jandu Mày mày Oh yeah Bên anh ngờ này lâu qua Jandu Bao tên đời lại cứ đó Jandu Về từ Camigo đã là lúc mới để sân ra chỉ lại ô Ngà shi ra nà cơ Cho để sự khá đuôi Nào cho bất cả ya Cho để ta đuôi Ta tự giá ya mình nhớ này ô Nhé gì trái ya thấy cô mô Yêu ta chỉ要sao yên ngà xây cả mô Khô xa mà mình thì 要sao lâu mi ya để sâu Đi ya đồ la đó Sẽ cả chú mà bỏ khu mà nâu mi ya đu Đừng cho đến nị là Phố đàn beauty Hạng bên miêu miêu Sẽ toán in dancey Bé gì nè gì sexy Bà chú đi ngò bờ gặp you sai bà bú Yêu yêu cho lệ quay bờ show này mà Ngò bờ gặp you sai bờ lệ lệ ta Sân đi bỏ ít xê bờ yê là bà bà Chú lô la sân lô la ô Mà xê chắc lê lê bên mi em cha Nào cho mà tuổi ê ê đi nghe ta Bên xa đây sẽ sâu là bố xê này ca Yo đi xa show như na ô Sorry, my chiba, I know sympathy. Your be my chiba, I'm not your mommy. Can I yes swang go jolun la de kabadu malama kambu. Nim jordan de la, told it scarring, now toba kaya, told it daddy. That they pia manana, oh. Nhé như trai anh tay cô mô Yêu ta chỉ要sao yên ngã xây cả mô Khô xa mình nhìn thì 要 sao lô mi ya để sâu Đi ya đồ la đó sẽ cả chú mà bỏ khu mà nâu mi ya đu Đừng cho đến địa là Hold and beauty Hot bên miêu miêu sẽ có đi dancey Bé gì nè gì sexy Bà thích đi ngò bà có giúp sai bà bú Để yêu cho lệ quay bà show này mà Ngà bà ta game mà xoay bà lê Cross by mà music lại Sân đi bỏ ít xê bà xê là mà bà Chú lô la sân lô la ô Mà xê chắc lê lê bên mi em cha Nào cha mà tuổi ê ê đi nghe ta Bên xa đây sẽ sâu là bố xê này ca Yo
Oh yeah ကျေးဇူးတင်ပါတယ်ရှင် ပြီးပါပြီ။အော်ဒိုင်တို့ရဲ့ comment တော့မရှိဘူး။ဒီဆိုထားတဲ့အပိုင်းလေးတွေပဲဖြစ်ပါတယ်။သူ့ရဲ့အတန်ကတော့တော်တော်လေးမိုက်တယ်ပြီးတော့ဒီတချင်းလည်းအရန်ကောင်းတဲ့တချင်းဖြစ်တယ်။ music လည်းအရန်ကောင်းတယ်။ဒီမှာဆိုသွားတာလည်းအရန်ကောင်းပါတယ်။ဒါပေမဲ့မြန်မာ Star Season 3မှာတော့ audition တော့မအောင်ခဲ့တဲ့သူပေါ့နော်။ဆိုတော့သူတို့ interview လေးတွေကိုအရင်ဆုံးနားထောင်မယ်ပြီးတဲ့နောက်မှာပြောချင်တာလေးတွေရှိရင်ပေါ့နော်ကျွန်တော်ဗီဒီယိုရဲ့နောက်ဆုံးလေးမှာပြောသွားမှာဖြစ်ပါတယ်ဆိုတော့ let's go ပြန်ပွဲကအခုဆိုရင် melody ရောအိမ်မက်ဆောင်ရမြန်မာအိုင်တော့တယ်လီနောတွေပါရှိတယ်ပြီးတော့အဲ့တော့ဗာလဲ Galaxy Star လားမသိဘူးရှိတယ် Galaxy Star တော့ကလည်းကိုရီးယားရင်းနဲ့လေအဲ့တော့ပြိုင်ပြီးတော့ဟိုပြိုင်ပွဲကတော့ရှိလို့မပြိုင်ပွဲဆို The Voice မြန်မာတစ်ခုပဲအခုမြန်မာ Star ပေါ့နော်အခုတော့ပြိုင်ခဲ့သေးတယ်ခုမှမပြိုင်တာကြတော့ဒီပြိုင်ပွဲရဲ့အတွေ့အကြုံလေးတွေထပ်ပြီးတော့တွားပြီးတော့ယူကြည့်မယ်ဆိုပြီးတော့မြန်မာစားကိုဖောင်တင်လိုက်တာဖောင်တင်တဲ့နေ့ကဘယ်သူတိုင်းမှလည်းမသိဘူးလုံးဝသူတို့က surprise လုပ်ထားဟိုရောက်ကမှလူတွေကအရန်များပြီးတော့အစီအစဉ်တွေကလည်းဟိုဘယ်လိုပြောမလဲလူတွေကအရန်များတော့အကုန်လုံးကဟိုရှုပ်ချက်တွေခက်ပြီးတော့လေဘယ်လိုဆိုရမလဲ audition ကဘယ်မှာလဲပြီးတော့အရင်ရောက်တဲ့သူအရင် found တင်တာဘာညာမရှိဘူးအဲ့လိုမျိုးဆိုတော့အဲ့နေ့ကမဲနိုင်ရတယ်မကြုံဘူးတဲ့ဒါပြိုင်ပွဲမှာပေါ့နော်ဟိုမဲနိုင်ရတယ်ဥမာ16 19 18 19 20သူတို့ဘယ်နေ့ခေါ်မယ်ပေါ့နော်နန်းကမဲနိုင်တာအဲ့နေ့16ရက်နေ့ကြာတယ်အဲ့သွားတဲ့နေ့မှာပဲကြာတယ်အဲ့ဒါကံကောင်းတယ်လို့ပြောကြလားကံမကောင်းလို့ကံကောင်းလားကံမကောင်းလားဆိုတော့အဲ့လိုတော့မသိပါဘူးဆိုတာဘာလို့ဆိုကိုကံမယ်လေ16ရက်နေ့ကြာမယ်ဆိုတော့လဲ16ရက်နေ့ပေါ့အဲ့လိုမျိုးဆိုတော့မဲနိုင်တယ်ဖြစ်ချင်တော့လဲအဲ့နေ့ကအနက်10နာရီကစောင့်နေနေ့လေက2နာရီထိုးနေပြီမစိုးရသေးဘူးလေအဲ့တော့ဆိုအားလုံးလဲဆိုချင်နေကြပြီလူတွေတိတိတွေကိုတို့အဲ့အကိုတယောက်ရှိရဲ့အဲ့အကိုတယောက်နောက်ကိုလိုက်ခဲလို့ရှိရင်ပေါ့နော်စီနီယာတိုင်းတန်းစီပြီးတော့အယောက်20ကိုအရင်ခေါ်မယ်ပေါ့နော်အယောက်20ရင်ခေါ်မယ်ဆိုတော့ကိုကသူ့နောက်ကိုတန်းစီလိုက်သွားလူတွေကလူအုပ်ကလည်းအယောက်100လောက်ကကိုယ့်ကိုအရှိကနေခေါ်သွားပြီးတော့တွန်းလို့ဖြစ်သွားပြီးတော့ချော်လဲသွားလေကမှချော်လဲပြီးတော့အဲ့မှာပြိုင်ပွဲလာပြိုင်နေလို့ခြေရောက်မကျိုးတာကံကောင်းလို့မပြိုင်ခင်အဲ့သူတို့ခေါ်မဲ့သူတို့အယောက်20တတုတ်အထဲကိုခေါ်တယ်အထဲကိုမခေါ်ခင်အဲ့မှာတန်းစီရတာအဲ့မှာလူတွေကတိုးကြတာဆိုတော့တကယ်တမ်းပေါ့နော်ဥမာအရင်ရောက်တဲ့သူ fountain အဲ့လိုမျိုးလေးတွေလုံးတင်တာပေါ့စနစ်တကျတိတ်မရှိဘူးစနစ်တကျတိတ်မရှိဘူးများတာလည်းပါနော်ဟုတ်တယ်ချိန်မျိုးယူသားပြီးထဲရောက်တော့ချိန်မျိုးဆိုရဲသူကချိန်ပဲအောက်ကချိန်ကြတော့ပါချိန်ယူတာurage နေရအဲ့ချိန်လေးကြိုက်လို့ဆိုရယူသွားထဲရောက်တော့ဆိုရပါဘူးအချိန်နေမရလို့တဲ့လူတွေများလို့တဲ့bus score ပဲဆိုရမယ်တဲ့ပေါ့နော်အဲ့ဒါတခြားချင်းဗာလေးစင်ပြေလဲဆိုအဲ့ဟိုမမီနိုရဲ့အနောင်ဖွဲ့ဆိုအဲ့ဒီမှာသူတို့ပေးထားတဲ့မှာအဲ့ဒါဆိုလို့ရတယ်ဆိုတော့အဲ့ဒါလေးဆိုလိုက်တော့မမီနိုအနောင်ဖွဲ့ကျတော့ verse နဲ့ chorus နဲ့ကဘယ်တန်နဲ့ရင်ဝင်ရစုံစည်းဖို့ကမဖြစ်နိုင်ဘူးလားအဲ့လိုမျိုးဆိုတော့အဲ့ bus chorus လေးပဲပေါ့နော်အဲ့လိုဆိုခဲ့ရတကယ်တမ်းအဲ့တချင်းအသက်က pre နဲ့ကီးချင်းပေါ့နော်အဲ့လိုဆိုမှပဲပြိုင်ပွဲတော်တော်များများဆိုပြိုင်ပွဲတော်တော်များများအဓိကကြားတဲ့နေရာပေါ့နော်ဥပမာဘယ်နေရာကီးချင်းသွားလဲအဲ့လိုမျိုးကြည့်ကြတာဒါပေမဲ့ဒီပြိုင်ပွဲကျတော့သူတို့ဘယ်လိုမျိုးတတ်မှတ်ချက်နဲ့ဘယ်လိုရွေးတယ်တော့မသိဘူးပေါ့နော်ဟိုပြောကြတယ်ကိုယ့်အဲ့မှာပြိုင်ပွဲတော့ပြိုင်တော့တော်တော်များများသိကြတယ်ဒီဘာလောကရောတချင်းဆိုရဲသူတော်တော်များများမနန်းရိုင်ရလားအားပေးနေမနန်းပါမှာဆိုကိုကလည်းပေါ့ပါပဲပေါ့ပါတော့လဲပါမပါလည်းမပါအဲ့နေ့ကအဲ့လိုအစမ်းနေပါတယ်အပြင်မှာဂီတာနဲ့ဆိုကြသေးအပြောမတန်ရန်ကောင်းတာပဲအားပေးနေတော့ဆိုကျေးဇူးတင်ပါတယ်ပေါ့နော်ကိုကတော့အများကြီးတော့မမျှော်လင့်ထားပါဘူးဒါပေမဲ့အထက်ရောက်တော့ခါကျတော့ဟိုဘယ်လိုပြောလဲကိုဆိုချင်းခုနပြောသွားရတဲ့မာရီဘကာဝင်မိုင်းရပါကံပါတယ်ပြီးတော့ခါကျတော့ဦးကျော်နေပါတယ်ပြီးတော့မခင်ရတနာဆိုးပါတယ်3ယောက်ပေါ့နော်နန်းတို့နေ့ကတော့3ယောက်နောက်မှဒါအခုမီဒီယာမှာတက်လာကိုအောင်ကိုတို့ဘာတို့ကနောက်မှထပ်ပြီးတော့အဲ့လိုမျိုးပါတယ်ပေါ့နော်ဒါအဆောက်ပိုင်းပေါ့နော်နန်းကိုကျတော့မရီဘကာဝင် comment ပေးရနန်းဆိုတဲ့တချင်းကို bus score ပဲဆိုရတယ် pre နဲ့ key chain မဆိုလိုက်ရတော့ကိုကလည်းကိုပြချင်တဲ့နေရာကိုပြလို့မရဘူးပေါ့နော်တကယ်တမ်းဆိုရင်တော့အရေးကြီးတဲ့နေရာပေါ့နော်ဒီ pre တို့ key chain တို့ပြန်ဝတ်တော့များအဲ့နေရာကိုကြည့်ရလေဆိုတော့ကွာမဆိုအောင်ဆိုလဲထားလိုက်ပါတော့လို့ဆိတ်လျှော့လိုက်မရီဘကာဝဲတော့မေးပါတယ်တမီးတချင်းဆိုပြိုင်ဘူးလားဆိုဘူးလားဆိုတော့ဆိုဘူးပါတယ်တမီးပွဲတွေပါလေဆိုတော့တဲ့တမီးကောင်းတယ်ပေါ့နော်ကောင်းတယ်ဒါပေမဲ့ဟိုအများကြီးထဲမှာပြိုင်ပွဲဝင်နေတာအရမ်းများတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဟိုတခါတည်းဖြေပေးတယ်အခုခေါ်သွားမယ်မခေါ်သွားဘူးပေါ့နော်ဒါပေမဲ့ကိုမခေါ်သွားဆိုတော့လဲဘာဖြစ် melody ရော level 4 ထိပါထားပြီးတော့တန်စစ်တော်မအောင်ဆိုကို
တိုင်ပွဲပြန်ရမှာတော့မှတော်ပါပြီပြန်ပွဲတွေမကြိုင်တော့ပါဘူးကိုပိုင်စင်းတွေပဲလုပ်ပြီးတော့ဗောနော်ပရိသတ်ရဲ့ရင်ထဲရောက်တယ်ဆိုတော့လေဒါဟိုဗောနော်ကိုချစ်တဲ့တခြင်းတွေကိုအမတ်တရအနေနဲ့လုပ်မယ်ပေါက်ချင်းမပေါက်ချင်းကတော့ဒါကိုရဲ့ကံကြမ္မာဗောနော်ကံရဲ့ဆိုင်းရဲ့အများကြီးလိုအပ်တာဆိုတော့ကြိုးစားနေပါတယ် Okay ပြီးသွားပြီအဲ့တော့ကျွန်တော်အရှိမနားထောင်လိုက်တဲ့တခြင်းကြားမယ်ထင်ပါတယ်Melody World မှာ level 1တော့ငါထင်တယ် Melody World တချင်းဆိုပြန်ပွဲမှာ level 1တော့ငါဆိုခဲ့တဲ့တချင်းလေးဖြစ်တယ်သူကတော့ level 40တက်သွားတယ်ပေါ့နော်ဒါပေမဲ့မြန်မာ Star Season 3ကြာမှ audition တော့မအောင်ခဲ့ဘူးเนาะဆိုတော့ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေကလည်းတခုခုတော့စဉ်းစားမိကြမယ်ထင်ပါတယ်ဘာအကြောင်းဖြစ်တာလဲပေါ့နော်ကျွန်တော်လည်းမပြောတတ်ပါဘူးအတန်ဒီလောက်ကောင်းပြီးတော့ audition တော့မအောင်သွားဘူးဆိုတော့ဘာဖြစ်သွားတာလဲပေါ့နော်ကိုယ့်ရဲ့အမြင်လေးတွေကိုယ့်ရဲ့အတွေးလေးတွေကိုယ်စိတ်ထဲမှာပေါ်တာလေးတွေကို comment မှာရေးပြခဲ့ကြပါဒါပေမဲ့ဒီဗီဒီယိုထဲမှာတော့ကျွန်တော်မာရေးနန်းပြည်စုံရဲ့ audition ဖြေထားတဲ့အတန်ကတော့ကျွန်တော်နားမထောင်လိုက်ရဘူးပေါ့နော်နည်းနည်းလေးပဲခုနဒီ media ရဲ့ interview ထဲမှာပဲရှိတယ်ဒီ Myanmar Star Facebook page မှာလည်းမတင်ထားဘူးဆိုတော့ကျွန်တော်နားထောင်လို့မရဘူးသူ audition ဖြေထားတာကောင်းလားမကောင်းဘူးလားဆိုတာတော့မသိဘူးဒါပေမဲ့ဒီလိုမျိုးအများအားတချင်းဆိုနေကြတယောက်က audition မအောင်ထားဘူးဆိုတော့ဘာကြောင့်ဖြစ်တာလဲပေါ့နော်ကျွန်တော်လည်းမပြောတတ်ပါဘူးဒီဗီဒီယိုကြည့်ရှုနေတဲ့ပရိသတ်တွေကိုယ့်အကိုဆုံးဖြတ်ကြပါလို့ပြောချင်ပါတယ်ဆိုတော့ကျွန်တော်လည်းပြောချင်တာများနေပြီဗီဒီယိုကလည်းရှင်းနေပြီဆိုတော့ဒီနေ့ဗီဒီယိုဒီမှာပဲရပ်နာမယ်ကျွန်တော်နောက်ဗီဒီယိုဒီမှာ reaction video မျိုးနဲ့ကျွန်တော်ပြန်လည်ပြီးတော့ဆုံတွေ့ကြရအောင်အားလုံးကိုကျေးဇူးတင်ပါတယ်